ပြုတ်ပြပြီးကိုကျန်တာကကျတော့ဒီ V Broder ပေါ့နော် V Broder setting ချိန်တာကကျတော့သူဒီအတိအအဝင်ထွက်လေးပဲပြောပြရမယ်နော်အဝင်ထွက်ကိုပြောပြလိုက်လို့ရင်ရှင်ကိုအိမ်မပါတဲ့ menu ကိုဖက်ပြီးတော့ချိန်လို့ရပြီပေါ့နော်အဲဆိုကျွန်တော်က search ကိုနှိပ်လိုက်တယ်ပေါ့နော် search ကိုနှိပ်လိုက်ဆိုရင်error ကိုရောက်သွားပြီပေါ့နော်error ရောက်သွားရင်ဒါဆိုရင်start တက်လေးပေါ့နော်ပထမဆုံးဒီ set ကိုဖွင့်မယ်ဆိုတဲ့တက်လေးအဲ့မှာပြန်ရွေးပြီးတော့ရွေးဆက်သွားတာပေါ့နော်ထားပြီးတော့6 4ထားမလား5ထားမလား6ထားကျွန်တော်5ပဲထားပါတော့5 second 4ထားပါပေါ့နော်အော်ဘုတ်တယ်လေးဟုတ်နော်ဟိုရွေးပြီးသွားတယ်စက်ကိုနှိမ့်တယ်နဲ့နောက်တစ်ခါအောင်ချက်သွားမှာပေါ့နော်အကယ်ဆက်မပြင်းနေတော့ဆိုရင်ဒီတိုင်းထားလိုက်ရင်တော့ပြန်ပြောင်းသွားပြီပေါ့နော်အရှင်ရတယ်အကုန်လုံးတောက်လျှောက်ပြင်သွားမှာပေါ့နော်အားလုံးပေါင်း20အချက်20ကျော်လာပြီနော်အချက်20ကျော်တချို့အနောက်ပိုင်းက18 19 16 19 18မှာဟာရကျတော့တချို့ဟာပြင်းကြမလို့ပေါ့နော်ဟိုကိုနဲ့တိတ်ပြီးမသက်ဆိုင်နေရဆိုတဲ့ကြောင့်မပြင်းတော့မယ်ကျွန်တော်ဒီတိုင်းပဲထားရပါတော့အဓိကပြင်ရမှာက overboard rate တွေover current တွေanabolic တွေပေါ့နော်အဲ့ဒါဥမာ recover time တွေrecover တက်လေးrecover rate တွေrecover rate တို့ဘာလို့ကျတော့ဘယ်လိုပြောချင်တာလဲဆိုတော့အကေထားတော့ overboard ဖြစ်တယ် overboard ဖြစ်တယ်ဆိုရင်150လို့ကျွန်တော်သတ်မှတ်တယ်ဗျအဲ့ဒါဆို overboard ဖြစ်သွားပြီဆိုတော့ဖြစ်ချလိုက်မှာဖြစ်ချလိုက်တဲ့အချိန်မှာ recover ပြန်လုံးမဲ့ဘိုးတွေကကျတော့ဘယ်လောက်လဲဆိုတော့ recover ပြန်လုံးမဲ့ဘိုးတွေကကျတော့ထားပြီးတော့240မှာကျွန်တော် recover ပြန်လုပ်တယ်ဆိုရင်240ကြာလို့ရင်သူကပြန်ပြီးတော့စက်ကိုပြန်ဖွင့်ပေးမှာဒီကောင်ပြန်ပြီးတော့ကျက်စစ်ပြန်ထုတ်ပေးမှာပေါ့နော်နောက်မှဆိုသူကအကေ240မရောက်မချင်းသူကမထုတ်ပေးဘူးဘာဖြစ်လို့လဲဆိုတော့ဒီ overboard တွေက250မှာရှိနေရဆိုရင်250အထက်မှာရှိနေရဆိုရင်သူကဆက်ပြီးဖွင့်မှာမဟုတ်ဘူးဘိုးတွေပြန်ငိမ့်မှာတော့ပြန်ဖွင့်ပေးမှာဟုတ်ပြီနော်